ဒါလေးဆိုပါမျိုးဒီအင်းကတဘာဝချစ်တဲ့အပါချင်းထမစားပြဖို့ဖိပါတယ် ဒါလေးကြပါမျိုးဒီအင်းခါကျွန်တော်တာဖာနေရောက်မျိုးဒီကိုထမောစားပါလို့ဖိပါတယ်အင်းခါမျိုးဒီကိုစားပါလို့ဟောင်းကားတော့ကပဇံတော့ဒီမှာရှယ်ပေါက်ရှင်နဲ့နှုံမမွင့်ရှင်နဲ့ရှယ်တဲ့ပဇံတောက်ဆန်းချောင်းတို့ကမိုးရှယ်တဲ့ငေါဒီစင်းရှင်နဲ့မိုးရှယ်တဲ့ဖိပါတယ်ဒီတော့ကြီးအမှန်ကြိုင်ငါတို့ grade ဥမာတဲ့တီတိုးစရာဒီကမှုချေဝဲတို့ကြတို့ခိုင်းအင်းကကောင်းမဆုံးပါရေသာဟင်းသက်ရှင်တဲ့မျိုးဒီကိုစားပါလို့ဖိပါတယ်မျိုးဒီကျွန်တော်တို့ပြခဲ့ပါလို့ကျွန်တော်ခြေပေါက်ရှင်နဲ့ပေါက်ဆန်းလုံးဝရှင်နဲ့စားခဲ့ပါမျိုးဒီ ကျွန်တော်ကမိုးဖိတ်ပါတယ်မိုးငေါဒီစင်းနဲ့ရှယ်တဲ့ပဲโอเคဆွေဒါစကားပါမျိုးဒီ တော့ကောတော့ပဲစားလို့တပြင်းကောင်းမျိုးဒီလာစားခဲ့ပါမျိုးဒီကိုဖိတ်ခေါ်ပါတယ်စားခဲ့ပါကျွန်တော်ကတော့ကျွန်တော်ကိစ္စမိုးလေးကိတ်တယ်ဇာနီပြီးတယ်ဟုတ်တယ်စားရအင်းကတော့ရာသီဥတုကမိုးကြီးရှင်နဲ့မျိုးဒီတဘာဝချစ်မျိုးဒီလာစားခဲ့ပါမျိုးဒီကျွန်တော်စားကြရပါတော့ဘောအမျိုးဒီတပ်ပြီးကိုမြင်ရရှယ်ပေးခဲ့ပါမျိုးဒီတောက်ဆက်လက်အားပေးခဲ့ပါမျိုးဒီတောက်အားပေးခဲ့တဲ့မျိုးဒီကိုများကြီးချစ်စွတောင်းပါတယ်ဇွန်တော့ခြေပေါက်ရှင်နဲ့ငါတို့ကင်းနဲ့လုံးဝရှိ တော့တပြင်းကောင်း စားတပြောင်းကောင်းဆိုရင် အမျိုးဒီစောက်တပြင်းကောင်းပြီဒီကတော့မိုးကြီးရှင်နဲ့တဘာဝကြကြဟိုကငါတို့ကင်းနဲ့ပေါင်းထွဲလိဆောလို့ကောက်ကော အမျိုးဒီတဘာဝချစ်လာစားရပါတယ်မျိုးဒီအမျိုးဒီကိုဖိတ်ခေါ်ပါတယ် တော့တူရှိရောအပ်ခဲ့တယ်မျိုးတွေလေအောင်းတဲ့သူကျေးဇူးတောင်းပါရဲ့မျိုးဒီ စားခဲ့ပါမျိုးဒီ ရှယ်လဲလဲအပ်ပြီးခဲ့ပါလို့
လက်မတီးတဲ့တိုင်နေတယ်ဟင်းဒီကလက်မတီးပါလေ好了，走了， တော့ဒီဘက်ကောင်းတယ် ကျွန်တော်ကြည့်တယ်။နိုင်လိုက်ပြီ စကားရပါလေ ။ကလောကတီးထုတ်ရမှာ။ကောက်ရမကောက်ရ။နောက်လောကဝိတ်တောင်းနေဆိုတာဆွေးစရာပစံငါလေးဘုတ်ကိတ်ဆိုကြီးတောက်လိပါကဲလောက်ကြ အဲ ငါတို့ခြေပေါင်းနေငါတို့ကင်းနေတယ်မရှိ စကားပါမျိုးဒီ ငါလေးဆောက်ကောစကားပါမျိုးဒီအမျိုးဒီကိုဖက်သွားတယ်စကားပါလာစားရပါမျိုးဒီ ကျွန်တော်ဗီဒီယိုကြရတဲ့မျိုးတွေဝမ်းဆိုင်နေရလားမသိဝမ်းဆိုင်လာဆက်ခဲ့ပါမျိုးဒီဝမ်းရှိကောตอนนี้အတူနဲ့ဗီဒီယိုလာရေးလုပ်ရပါလေตอนนี้ စာနဲ့အတူဗီဒီယိုလာရိုက်ရပါတယ်မျိုးဒီအမျိုးဒီကိုဖက်သွားတယ် ဒီကဆိုအေးပဲလက်မတီးလေးကိုမောစေရတယ်သွားရင်ပြော စကားပါမျိုးဒီ ကျွန်တော်တို့ရှေ့ဗီဒီယိုလေးမျိုးဒီမြန်မာရှေ့ပြရပါလို့ရှေ့ပြမျိုးဒီကလေးကျေးဇူးတောင်းပါတယ် တော့လက်ဆက်လက်အပိကပါမျိုးဒီ ဒီနေ့မှဗီဒီယိုလာရေးဆိုတော့ရာသီဥတုကအီးနေဒီကတဟုံနဲ့ စားရတဲ့ဘက်ကောင်းမျိုးဒီ ဆောတော့ကောင်းလား စကားပါမျိုးဒီ ဒီကျွန်တော်သတိပါမျိုးဒီမော်လင်ကားလေးဆောလို့ပို့ပါရဲ့နေဟာကျွန်တော်တို့ပြီးခဲ့တဲ့မျိုးဒီကိုလည်းကျေးဇူးအောင်လို့သူကိုတောင်းပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြပါမယ်အားလုံးသူ ဘိုင်ဘို ပါ င် လီစားပါဘိုင်ဘိုင်